ဒီနေ့ကာလမှာချင်းတော်လိုင်းအင်အားစုတွေညီညွတ်ကြမဲ့ချင်းရောက်ပြီးတော့ကျွန်တော်တို့အကြံပြုတင်တယ် CCCB မှာပေါင်းနိုင်စရာအကြောင်းမရှိဘူးစစ်တမ်းစစ်မျက်နှာမှာကိုရဲဘော်တွေအချင်းချင်းရန်သူကိုကကွယ်တဲ့နေရာမှာတကယ်လေးတွေ့ပေါင်း KPP အဲ့လိုလွယ်ကူတဲ့အပိုင်းအစားလေးကနေစားပြောမှကျွန်တော်တို့ပြင်ထိုင်မှုကိုစားဖို့လိုတယ် အခုရခိုင်ကိုထိုးဖို့ပြင်နေတာကိုကျွန်တော်ချင်း AA ကလေဟိုတန်ပြန်ဖို့အတွက်ပေါ့နော်ကပ္ပစ14နဲ့16ကိုထိုးတာပိုခီးရောက်လာတယ်လို့ကျွန်တော်တို့မြင်နေကြ ကျွန်တော်တို့ရေရှည်ရီမန်းချက်နဲ့ကျွန်တော်တို့အောင်ပွဲခံဖို့အတွက်ကျွန်တော်တို့တကယ်အစမ်းသခံမဲ့အခြေအနေတစ်ခုရောက်လာပြီဆိုတော့ why နဲ့ပဲလမ်းဆုံးပန်းတဲ့ကိုရောက်ဖို့ဆိုတာပမိုက်မြတ်ဆုံးယုံကြည်တယ်အဲ့ဒီယုံကြည်တဲ့အတိုင်းပဲကျွန်တော်ဆက်သွားမှာဖြစ်တယ် နေဦးတော်လာရဲ့ကအကြဖက်ကိုရောက်သွားတယ်ရှုံးတယ်လို့လူတွေကပြောလေပြောထားရှိတယ်အခု Facebook ပေါ်မှာလောလောဆယ်ဆယ် post တင်နေတဲ့ဟာတွေနေပြင်းနဲ့ဘာမှဆိုင်ခေကိုတခြားစီ တော်လံပြည်သူများအားလုံးပဲမင်္ဂလာပါအခုချိန်မှာချင်းပြည်မြောက်ပိုင်းနဲ့တခြားနယ်မြေတချို့အကြမ်းဖက်စစ်တပ်ရဲ့လက်ထဲပါသွားတော့စိတ်အားငယ်နေတဲ့သူတွေရှိတယ်ဒါကြောင့်တော်လံရေးကိုစိတ်ပြက်ကြောခိုင်းသွားတဲ့သူတွေဆိုရင်နှွေဦးတော်လံရေးပြီးဆုံးသွားပြီလက်ညှိုးထိုးဖို့အကွက်တွေ့သွားတာလည်းရှိတယ်ကဲဒါဆိုရင်ချင်းပြည်မြောက်ပိုင်းကဘာလို့ပါသွားတာလဲနှွေဦးတော်လံရေးကအကြဘက်လားဒါမှမဟုတ်တစ်တုံညနှစ်ခွန်စစ်စင်ရေးတတိယလိုင်းလာဦးမလားဒါကိုသိချင်ကြမှာပါကဲဒါဆိုရင်တော့ဗီဒီယိုအဆုံးထိကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်အခုဖွင့်ပြမယ့်ဗီဒီယိုကလစ်တွင်ဟာဆရာထက်အောင်ကျော်ရဲ့ Burma News Network Media The Kelantan Post Media GSAHP Facebook Page Media ကနေထုတ်နှုတ်ခဲ့ပါကြောင်းဒီနေရာနေယူသေးလေးစားစွာဖြင့်ကရဝပြု credit ပေးပါတယ်description မှာပေးထားတဲ့ YouTube link ကိုနှိပ်ပြီးတော့သုံးသက်ချက်ဆွေးနွေးချက်အပြည့်အစုံကိုကြည့်ရှုနားထောင်နိုင်ပါကြောင်းအသိပေးနဲ့ဒီအစီအစဉ်ကိုစကြရအောင်ပါခင်ဗျ ဟုတ်ကဲ့ကျွန်တော်ပထမဆုံးအနေနဲ့လေအခုဆွေးနွေးတဲ့ဟိုအကြောင်းအရာတွေကဘယ်ဖွဲ့စည်းဘယ်သူကမှကိုစားပြုခြင်းမရှိဘူးဆိုတာလေးကျွန်တော်ပြောချင်ပါတယ် ဟိုဘက်လေတွန်းဆန်လေဟိုဘက်နဲ့ဆက်ပဲတော့ရောက်နေပေါ့ဟိုအပေါ်မှာမြို့တီတီလေးတွန်းဆန်ကိုပြန်ပါသွားတယ်လို့ကြားရတယ်ဗျဘာအများအားနေလဲတော့မသိ ကျွန်တော်အမြင်ရတော့ဗျာဟိုဒီနေ့ကာလမှာချင်းတော်လိုင်းအင်အားစုတွေညီညွတ်ကြမဲ့ချင်းရောက်ပြီးတော့ကျွန်တော်တို့အကြံပြုတင်တယ်အဲ့တော့ချင်းပြည်ရဲ့ပြဿနာကိုချင်းတွေရဲ့ဖြေရှင်းမှာဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒါကြောင့်ပေါ့ဗျာနော်ညီကိုချင်းအပြန်အလှန်ခွင့်လွှတ်ပြီးတော့ဟိုညီညွတ်ကြဖို့ကျွန်တော်တို့မြတ်တရခံတင်တယ် ခုချိန်မှာကရင်ပြည်နယ်ဖက်ကလည်းသူတို့ထိန်းချုပ်ထားတဲ့နေမြေလက်လွတ်ဖူးတဲ့အထက်မှာကရင်ပြည်နယ်လည်းပါလာပြီပေါ့နော်အခုချိန်ထိသူတို့တင်ထားတဲ့မြို့ကိုလက်မလွတ်သေးတဲ့ဟာဆိုရင် ULA ပဲကြံတော့တာပေါ့နော်ကြံတဲ့ဟာလည်းရှမ်းမြောက်လည်းအကုန်လုံးပေးယူနဲ့လက်လွတ်တာပဲဖြစ်ဖြစ်တကယ်စစ်ကောင်စီဖက်ကတိုက်နိုင်လို့လက်လွတ်တာပဲဖြစ်ဖြစ်အကုန်လုံးဖြစ်ကုန်တယ်ပေါ့နော်ဆိုတော့ဒါကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အချင်းချင်းအချင်းစာသိနေတဲ့အနေအထားကိုကျွန်တော်တို့ရောက်နေပြီလားဆိုရအောင်ဘာလို့ဆိုမှစကိုင်းတိုင်းဖြစ်မှာမြို့တွေပြန်လက်လွတ်တဲ့ချိန်မှာကြည့်မယ်ဆိုရင်တိုင်းသားတွေက NUG ကစီမမတိုက်တာ NUG ကငွေပဲလူခံစားတယ်ဆိုတဲ့ဟာမျိုးနဲ့ကိုပြင်းအထန်ဝေဖန်ကြအဲ့ဝေဖန်တဲ့သူတို့ကြည့်ရင်စစ်ကောင်စီကလော်ဘီတွေလားဆိုတော့မဟုတ်ဘူးစစ်ကောင်စီလော်ဘီတချို့လေးပါပေမဲ့ကိုအချင်းချင်းနေရလေအဲ့လို NUG ကိုပြင်းထန်ဝေဖန်တယ်အပြင်းထန်ဝေဖန်တဲ့နေထဲမှာအပြိုးသဘောဆောင်ပြီးတော့မှအကြံပေးဝေဖန်တဲ့ဟာမျိုးဆိုတာတဲ့ဂျင်စာပါတိုက်တဲ့ဟာမျိုးပေါ့ဥမာ NUG အနေနဲ့ဆိုဘယ်တော့မှဒေါ်လာကြီးဥဆောင်လို့နိုင်မှာမဟုတ်ဘူးပိုင်းရပြင်းထန်ကိုကျွန်တော်တို့ဝေဖန်တဲ့ဟာရှိတဲ့လူပုံစံမျိုးနဲ့တိုင်းသားနေမြေထဲမှာနေမြေပြန်လဲလွှတ်မှုဟာမျိုးကြုံတဲ့ခါကျရင် NUG လော်ဘီတွေအဲ့လိုပြင်းထန်ဝေဖန်တဲ့ဟာမျိုးလုပ်တယ်အပြင်းထန်ဝေဖန်တဲ့ဟာဆိုတဲ့နေရာမှာလဲဆောနာကျွန်တော်တို့ပြောတယ်လို့တိုင်းသားတွေနိုင်ငံကြီးမှမယိုတာစသဖြင့်အကြမ်းတမ်းဆုံးစကလုံးနေနဲ့တိုက်ခိုက်တဲ့ဂျင်းစာတိုက်တဲ့စကလုံးပုံစံမျိုးနဲ့သုံးနှုန်းတဲ့ဟာတွေလည်းရှိဆိုတော့အဲ့ဒီအရာတွေဒါမှမရက်တန်ဘူးချင်းဟာမျိုးမှာဆိုရင်လော်ခဲ့တဲ့ရပိုင်းလာပိုင်းကဖလားမျိုးပြန်လက်လွှတ်တဲ့ချိန်မှာဆိုရင် CB ရဲ့မြို့ပါဆိုပြီးမှချင်းလန်းကောင်စီကိုအားပေးတဲ့အင်အားစုတွေက CB ကလက်လွှတ်နေပြီး CB ကဘာမှမဟုတ်တာဆိုတဲ့ပုံစံမျိုးအချင်းချင်းဝန်နေရမယ့်အအောင်ပွဲခံတဲ့အသွင်တွေကိုသူဝေဖန်ပလိုက်တယ်အခုတွန်းဆန်ကချင်းလန်းကောင်စီထင်းချုပ်ထားတဲ့နေမျိုးဖြစ်တယ်တွန်းဆန်ပြန်ပါသွားတဲ့ချိန်မှာလည်း CB ထောက်ခံတဲ့သူတချို့ကတည်းကပြန်ဖြစ်တယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုချင်းဒလေထုံတန်ချင်းလူမျိုးတွေရဲ့အယူအဆအရင်တော့ကအချင်းတုံးတဲ့လူတယောက်ယောက်ကိုတစ်ဖက်ဖက်ကိုအရင်နာဖြစ်အောင်ကိုကလှုပ်လိုက်ပြီးတော့မှအဲ့ဒီလူကကိုမတုတ်ပြန်ရင်တော့မှစိတ်ထိတ်ခန့်တဲ့ခံစားချက်နဲ့အပြင်းထန်တုတ်ပြန်တဲ့ဂျင်စာတိုက်တယ်ဆိုအဲ့ဂျင်စာမြည်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ထင်မှအယူရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လူတယောက်ကိုချင်းတိုင်းဝိုင်းတကယ်ချင်းမိသားစုချင်းမိခင်ဖခင်ကနေကြီးပြင်းလာတဲ့သူတော်တော်များတခြားလူရဲ့အားနည်းချက်ကိုအပြင်းထန်မဝေဖန်ရေးဝေဖန်နဲ့မင်းမဝေဖန်နဲ့မင်းဝေဖန်မင်းအဲ့လိုဖြစ်မယ်ဆိုတဲ့
ပုံစံမျိုးကိုကျွန်တော်တို့တွန်းတင်လာခဲ့တာဆိုတော့အခုကအချင်းချင်းကိုဝေဖန်တယ်ဆိုတော့ပမာစကလုံးနဲ့ဆိုဝေဖန်တယ်ဆိုတာတဲ့ဂျင်စာတိုက်တော့မဟုတ်တဲ့အားနည်းချက်ကိုနာမှာဆွပေးတဲ့ဟာမျိုးတွေကကိုရှိပြန်လာတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကကိုယ်တိုင်ကြုံနေရတယ်လို့ဖြစ်တာပေါ့ဆိုတော့ဒီတိုင်းဆိုရင်ဒီနည်းနဲ့ဆိုရင်ဆော်နာမေခွန်ပြန်သွားမယ်ဆိုဒီလိုအချင်းချင်းဂျင်စာတိုက်တဲ့နည်းနဲ့ဆိုရင်တော့တေချာတာတကူကကျွန်တော်တို့စစ်ကောင်စီရဲ့လူအင်အားလက်နဲ့အင်အားအလုံးရင်းနဲ့ထိုးစစ်လုပ်လာတဲ့ဟာကိုတော့ကျွန်တော်တို့ရစ်တတ်နိုင်မှာမဟုတ်ဒီဟာထိတ်ကတော့ဓမ္မန်နေ short ပြီးတော့မှငင်ဝဲကြီးကိုအားပေးတဲ့စကားတွေပြောကြမလားတော့မဟုတ်ဝေဖန်တောင်မှအပြုတ်သဘောဆောင်တဲ့ဝေဖန်မှုလုပ်ဖို့လို့အပြုတ်သဘောဝေဖန်မှုဆိုတာကျွန်တော်တို့ထောက်ပြဝေဖန်တဲ့ဟာဒီအဖြေကကိုမှရှိနေရမယ်အဲ့ဒါမျိုးဆိုအပြုတ်သဘောဆောင်တဲ့ဝေဖန်ဆိုသူများဝေဖန်ပြီးကိုမှအဖြေမရှိဘူးဆိုရင်ဒါတကယ့်ကိုအတတမိတ်ကိုဝေဖန်တဲ့ဟာပြီးတော့ဂျင်စာတိုက်အတွင်ဆန်နဲ့စိတ်ဆွပေးတဲ့သူများအနေချက်သူများတွေမျက်ရည်နဲ့ဖြစ်နေတဲ့ချိန်မှာကိုကပြောနေတယ်ဆိုတာဂျင်စာတိုက်ပြီးကိုဖက်ကနေသူတို့ဂျင်စာတိုက်သူကိုလေဂျင်စာတိုက်ဆိုတော့ဒီဟာမျိုးကိုတော့ကျွန်တော်တို့ဒီနေ့ကနေစပြီးတော့မှအခုချိန်လောက်ကနေစပြီးတော့ကျွန်တော်တို့ပြင်ဆင်ကြဖို့တော့လိုနေမယ်လို့တော့မြင်တယ်ဟုတ်ကဲ့ပါဆိုတော့ဒီဆက်ပြီးတော့မှပေါ့နော်ခုနဆရာလည်းပြောသွားတယ်ဒီစကားစားတွေဖက်ကနေပြီးတော့မှဒီတော်လှန်ရားစုတွေတိမ့်ပိုက်ထားတဲ့မြို့တွေတော်တော်များများကိုပြန်ပြီးတော့မှအရာယူနေတော့တွေ့ရတယ်လက်ရှိမှာဆိုလို့ရှင်ဖလန်မြို့ပြန်ပါသွားတယ်ပေါ့နော်ဆိုတော့ချင်းပြည်နယ်မြောက်ပိုင်းဆိုလို့ရှင်တော်တော်များများသူတို့ရဲ့ထိန်းချုပ်နေပြည်တွေမှာပြန်ရောက်နေပြီဖြစ်တယ်ဆိုတော့အခုဆိုလို့ရှင်စိုးရိမ်စရာကချင်းပြည်နယ်တောင်ပိုင်းကိုလည်းအားလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကိုတွေ့ရတယ်ဆိုတော့ချင်းပြည်နယ်မြောက်ပိုင်းရောတောင်ပိုင်းရောချင်းတော်လှန်ရေးအားစုတွေရဲ့ခုခံမှုကဒီလိုအခြေအနေမျိုးမှာဆိုလို့ရှင်အောင်မြင်နိုင်မယ်လို့ဆရာအနေနဲ့ယူဆလာပါတော့ဟိုအဓိကအားဖြင့်ကျွန်တော်တို့ကအခုစစ်ကောင်စီထိုးစစ်ကိုကြည့်မယ်ဆိုရင်လူအင်အားလုံးရင်းနဲ့သုံးတယ်ပြီးတော့လက်နဲ့အင်အားကိုတော်တော်လေးအကောင်းကောင်းနဲ့သုံးတယ်ဒါပေမဲ့သူတို့လူအင်အားသုံးတဲ့ဟာမျိုးတွေရဲ့ background ကိုပြန်ကြည့်မယ်ဆိုရင်ရှစ်တန်းရောက်တဲ့သူတွေရတာအဆိုရတာအခုစစ်မှုထမ်းတိဟာမျိုးတွေဖြစ်တဲ့ခါကျတော့ဒီစိတ်တကြီးရပိုင်းဆိုင်ရာကတော့အရင်ကစတားဟောင်းတွေနဲ့တော့မတူဘူးပေါ့နော်ဒီလိုအခြေအနေဖြစ်တယ်ဒါပေမဲ့ဒီချိန်ဒီကာလမှာကျွန်တော်တို့ချင်းတွေကအားနေချက်ရှိနေတဲ့ဟာကစိတ်တကြီးရပိုင်းဆိုင်ရာကြဖေးရောက်နေတာဘာဖြစ်လို့ဆိုလွန်ခဲ့တဲ့အချိန်ကာလကဒီ CNF နဲ့ CNO ကြားမှာအပြန်လှန်စခန်းသိမ်းတဲ့ကာလဂရိကနေစိတ်တကြီးရမှာမတက်ကြွတော့ဘူးအချင်းချင်းပူပေါင်းရင်လည်းမတင်တာနဲ့ပူပေါင်းတော့တယ်ပြီးတော့တခုခုဆိုရင်လည်းတရင်အချက်လက်ဖလေတော့မှနောက်ဆုံးကြတော့မဖြစ်မနေဖလေရမယ်ဆိုမှဖလေတဲ့ဟာမျိုးတစ်ခါလေးကျရင်စီးပြိုဟာမှာဆိုကျွမ်းကျင်နေသူအများတန်းပြောတာပြိုဟာနှုတ်ချလို့မရဘူးပြိုဟာနှုတ်ချရင်ကိုယ့်ဘက်ကနိုင်မဲ့အကွက်တောင်မှအချင်းယူပြီးမှပြန်ပြီးတော့မှလောက်ရတဲ့ဟာမျိုးရှိတတ်တယ်ဆိုတော့အခုကဒါကျွန်တော်တို့ပူပေါင်းစစ်စင်ရေးတွေပြန်လုပ်တဲ့ဟာရမျိုးဟာနှုတ်ချတဲ့စီမံချက်နှုတ်ချသွားတဲ့အခါကျတော့ထီအောင်မှုမရှိတော့ဘူးဆိုတော့ဘာလို့အစင်းစင်းတော့နေရမှာအလွေတကူနဲ့စခန်းတွေကြော်ဖြစ်လာပြီးတော့မှဒါဖလားမျိုးနာကိုရောက်တယ်အခုဆိုရင်ဖလားမျိုးသိမ်းပြီးရင်စိတ်တကြီးရပိုင်းဘယ်လောက်ထိသိရမှုများတယ်လဲဆိုတော့တွန်းစံပြန်သိမ်းနေချင်မှာအချင်းကတပတ်နှစ်ပတ်လောက်နဲ့ကိုသိမ်းတော့တာဖလားမျိုးကိုလာတဲ့ထိုးစစ်ကလာချီကြပြီမြတွန်းစံကိုပြန်သိမ်းနေချင်မှာဒီပိုင်းလေးကြာတော့ကြောပေါ့နော်ဆိုတော့ဒါဒီကိုကြည့်မယ်ဆိုရင်ဒါစိတ်တကြီးရပိုင်းဆိုင်ရာကိုကျွန်တော်တို့လူငယ်တွေစီတန်းရောက်နေတဲ့ရဲဘော်တွေကြာတော်လေးကိုတက်အောင်မှုကြီးသွားတယ်ဆိုတဲ့ကိုကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ဒီတိုင်းဒါဆိုရင်လက်လွတ်စရာတွေစစ်ကောင်စီထိုးစစ်မှန်သမျှကိုခုခံနိုင်ဖို့အတွက်တော်လေးကိုခက်ခဲမဲ့နေထားရောက်တယ်ဆိုတော့ဒီလူဒီချင်းကာလာမျိုးမှာကျွန်တော်တို့ရှီတန်းရောက်နေတဲ့လူတွေရဲ့စိတ်ဓာတ်ကိုပြန်တက်ကြွစေမယ်ငြိမ်ငွမှုဟာမျိုးကိုခေါင်းဆောင်တရားပေးနိုင်ဖို့လိုတယ် message ပေးနိုင်ဖို့လိုတယ်အခုမြောက်ပိုင်းမှာမြို့နှစ်မြို့သိမ်းပြီးတဲ့ချိန်မှာချင်းလဲခေါင်းစီခေါင်းဆောင်ပေးဖြစ်ချက် CB ခေါင်းဆောင်ပေးဖြစ်တက်ပြီးတော့မှမင်းခွန်ပြောပေးတဲ့ဟာမျိုးတက်ပြီးတော့မှပြည်သူတွေကိုခွန်အားရှိအောင်နှိုးဆော်ပေးတဲ့ဟာမျိုးတစ်ခါနှစ်ဖက်ခေါင်းဆောင်တွေတွေးဆုံပြီးတော့မှအတူတူသတင်းစာရှင်းလင်းပွဲလုပ်တဲ့ဟာမျိုးဒါတွေကခါလေးကျန်စစ်တမ်းရောက်တဲ့သူတွေအတွက်ကိတ်ကိုရေးပါတယ်လို့ fundraising လုပ်နေတဲ့သူတွေအတွက်လည်းကျွန်တော်တို့အခက်ခဲကြုံတွေ့တဲ့အချိန်မှာခေါင်းဆောင်တွေတစုတစည်းတဲ့နဲ့ထွက်လာကြပြီဆိုတဲ့ဟာမျိုးအရှိန်နဲ့ကိုဒါ fundraising အတွက်လည်းလုပ်ပြီးပြည်သူတွေငွေကြီးအားဖြင့်အားထုတ်နေတဲ့ပြည်သူတွေအတွက်လည်းရများစွာတက်ရောက်လိမ့်မယ်အခုချိန်မှာဆိုဖလားမျိုးသိမ့်မယ်ဖလားမျိုးပြန်မဲ့ပြည်သူတွေလည်းပြောနေကြပြီဆိုတဲ့ပုံစံမျိုးနဲ့ပုံဖော်ခံရတယ်တွန်းစံမျိုးပြန်မဲ့သူတွေပျော်ရွှင်နေတွန်းစံမျိုးပြန်နိုင်ကြတယ်ဆိုတဲ့ပုံစံမျိုးပုံဖော်ခံရတယ်ဒီဟာရဲ့နောက်ဆက်တွဲဘယ်လောက်ထိကြောက်စရာကောင်းတယ်ဆိုတော့စစ်ကောင်စီလက်ကမျိုးတွေပြန်သိမ်းတဲ့ဟာတွေပျော်ကြတာပဲဆိုတဲ့ဟာတွေကနိုင်ငံတကာရဲ့အမြင်မှာရောက်သွားရင်ဒါမလွေတဲ့ကိစ္စဖြစ်တယ်ဆိုတော့အခါကျတော့အခုချိန်နေမဲ့ဆိုတော့တောင်ပိုင်းကိုလည်းကြည့်မယ်ဆိုရင်လည်းအခုတောင်ပိုင်းထိုးစစ်ဆိုတော့ကမ်ပလက်မျိုးထိဝင်ခါနီးတယ်ဆိုတဲ့ဟာမျိုးသတင်းကောလာဟာတွေကြာကျွန်တော်တို့ပြောရင်လည်းကမ်ပလက်နဲ့ဆောမျိုးကလည်းတကယ်နီးတဲ့ဟာမျိုးဖြစ်တယ်နည်းနည်းထွက်လာတာနဲ့ကိုကမ်ပလက်ကိုနီးတယ်လို့ဖြစ်တဲ့ဟာတစ်ပိုင်းနောက်ပြီးမှမြောက်ပိုင်းမှာရှိရှုံနေတဲ့ကာလကျမှတောင်ပိုင်းမှာလည်းတော်လှန်ရေးအင်အားစုတွေစိတ်တပိုင်းကြီးရပိုင်းဆိုင်ရာအနေနဲ့မြတ်တဲ့ရောက်လိမ့်မယ်ဆိုတော့တောင်ပိုင်းဖြစ်မှာဆိုရင်တိတ်ချတာတကူပြင်းထန်တဲ့ခုခံနိုင်စွမ်းရှိခဲ့ရင်တော့ပြင်းထန်တဲ့အရှင်ကြုံရလိမ့်မယ်တောင်ပိုင်းမှာမျိုးတစ်မျိုးလေးလွှတ်မိရင်တော့တိတ်ချတာတကူကနောက်တစ်မျိုးပြန်လေးလွှတ်ဖို့အတွက်အခွင့်အလမ်းတာတော့မှာလွေတော့မှာစစ်ကောင်စီဘက်ကနေလေရယူဖို့လွေတော့မှာဆိုတဲ့ဟာမျိုးစိတ်တကြီးရပိုင်းဆိုင်ရာရှိနိုင်တယ်ဆိုတော့ဒီလိုအချိန်ကာလဟာမျိုးမှာချင်းတော်လှန်ရေးခေါင်းဆောင်တွေကထားပြီးမှပြည်သူမေခွန်ပြောမှနောက်ပြီးမှနှစ်ဖက်ခေါင်းဆောင်တွေလည်းမပူပေါင်းသေးဘူးဆိုရင်တော့မှတွေးဆုံပြီးမှပြည်သူတွေကိုစိတ်တမကြဖို့နှိုးဆော်ပေးတာတို့ပြီးတော့သတင်းစာရှင်းလင်းပွဲလုပ်ပေးတာတို့ဒါတွေကိုသူတို့အမြန်ဆုံးလုပ်ဖို့တော့လိုတယ်ဒီဟာလုံးမှသာလေနိုင်ငံတကာထောက်ပံ့ကြေးပေးတဲ့ပြည်သူတွေလည်းစိတ်တပြန်တက်ကြွအောက်ခြေရေးပေါ်တွေလည်းကျွန်တော်တို့ခေါင်းဆောင်တွေညီငွတ်ပြည်ဆိုပြီးမှအရှင်ပြန်တက်နောက်ပြီးမှပြည်သူတွေကလည်းဒီခေါင်းဆောင်တွေပေါ်မှာယုံကြည်မှုရှိလာရင်စစ်ကောင်စီလက်အောက်ပြန်ဝင်တာထဲတော့အခုလက်ရှိချင်းခေါင်းဆောင်တွေအောက်မှာနေတဲ့သူတွေကပြည်သူတွေပိုကြိုက်နေတယ်ဆိုတဲ့ဟာကိုအတိတ်တေးပြနိုင်ဖို့လိုလိမ့်မယ်ဒီတိုင်းသာကျွန်တော်တို့ဆက်သွားမယ်ဒီတိုင်းသာဟိုပဲတွ
တွန်းစာမျိုးတင်လဲကိုမျိုးရှုံးတာမှမဟုတ်သေးတာဆိုတဲ့ပုံစံမျိုးနဲ့ဖလားမျိုးတင်ခံတဲ့ချိန်မှာ CC တွေကအောင်ပွဲခံတွန်းစာမျိုးခံတဲ့ချိန်မှာ CB supporter တွေက CB အားပေးတဲ့သူတွေကအောင်ပွဲခံဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့နေနေတဲ့ရွေးကတော့တေးချတာတကူအဲ့ဒါကိုအချင်းချင်းကျင်စာတင်ရလေရောက်တယ်လို့ကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့ရေးဘော်တွေကိုစိတ်တကြီးရတအားထိခိုက်စေတယ်ဒါကြောင့်ဒီဟာတွေကိုတော့ခေါင်းဆောင်တွေအမြန်ဆုံးလုပ်ပေးဖို့လိုတယ်လို့ယူဆတယ်ပြီးတော့တရားဝင်နဲ့ကိုချင်းလဲကောင်စီကတော့လကောင်း ICNCC CB ကတော့လကောင်း statement ထုတ်ပြီးတော့မှဒီအမုန်းစကားဖြောတဲ့သူကိုအပြင်းထန်သတင်းပေးတဲ့ဟာတွေလုပ်ဖို့လိုတယ်ထိန်းဖို့လိုတယ်လို့တော့ပြောချင်ပါအချင်းချင်းကြားမှာဘာမှစုံမှတ်မရှာနိုင်သေးဘူးဆိုရင်တောင်မှတေးချတာတကူကဒီအာနာစင်စနစ်ကိုတုံ့ပြန်ဖို့အတွက်လိုအပ်တဲ့ရည်ရမှာတော့ပေါင်းစည်းနိုင်စွမ်းကိုထားရမယ်ချင်းမှာဆိုရင်လည်းအဖြေရှာရနေခဲကောင်းခဲ့နိုင်တယ်ဒါပေမဲ့ကြိုပြီးတော့မှယုံကြည်မှုတိဆောက်ရေးအဖြေရှာထားလို့လွယ်တဲ့ကိစ္စဟာမျိုးရှိမယ်ဥပမာလူသားချင်းစာနာထုတ်ထားရေးကိစ္စဟာမျိုးနဲ့ပတ်သက်ပြီး CCCB မပေါင်းနိုင်စရာအကြောင်းမရှိဘူးစစ်တမ်းစစ်မျက်နှာမှာကိုရဲဘော်တွေအချင်းချင်းရန်သူကိုကကွယ်တဲ့နေရာမှာတကယ်လေးတွေ့ပေါင်းခဲ့ပြီးအဲ့လိုလွယ်ကိုတဲ့အပိုင်းအစားလေးကနေစပြီးတော့မှကျွန်တော်တို့ညှိနှိုင်းမှုကိုစဖို့လိုတယ်ကျွန်တော်တို့နိုင်ငံဟာဗြိတိရှကိုလိုနီလက်အောက်ကနေလွတ်မြောက်ခံနေဆဲမှာရေးဆွဲခဲ့တဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေရှိခဲ့ပါတယ်။အဲနောက်ပိုင်းမှာပြည်တွင်းစစ်မီးတောက်လောင်စေမဲ့1984ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နေဦးတော်လိုင်းရေးကိုပေါက်ဖွားစေမဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအာဏာယူအကြမ်းဖက်စစ်တပ်ကရေးဆွဲပြဋ္ဌာန်းခဲ့ကြပါတယ်။ဒီလိုဆိုးကျိုးဖြစ်စေသောတရားမျှတမှုမရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဆိုးကျိုးကြောင့်ပြည်တွင်းစစ်မီးတောက်လောင်ခဲ့တာနှစ်ပေါင်း80ကျော်ရှိခဲ့ပါပြီဒီဖွဲ့စည်းပုံအခြေခံဥပဒေအိမ်မက်ဆိုးကြီးသင်ခန်းစာကို CB နဲ့ CC အိမ်စာအတူတကွပူးပေါင်းဆောင်ရွက်နိုင်ကြပြီးတော့အာဏာယူအကြံဖက်စစ်တပ်ကိုတိုက်ထုတ်ဖို့လက်သွဲစီလုံးနိုင်ကြပါစေလို့ဆန္ဒပြုပါတယ် ဖို့လိုတယ် အခုရခိုင်ကိုထိုးဖို့ပြင်နေတာကိုကျွန်တော်ထင် AA ကလေဟိုတန်ပြန်ဖို့အတွက်ပေါ့နော်ကပ္ပစ14နဲ့16ကိုထိုးတာပိုခီးရောက်လာတယ်လို့ကျွန်တော်တို့မြင်နေဗျဆိုတော့အခုရပိုင်းအတွင်းမှာလည်းကျွန်တော်ထင်တာလေထိုးစစ်အရှိန်မြင့်လာတော့တွေ့ရပါတယ်ဗျဆိုတော့ကျွန်တော်ထင်တယ်မကြာခင်ပေါ့ဗျာနော်အကယ်၍ပေါ့နော်တိတ်နိုင်ရင်တော့ကျွန်တော်ထင်တယ်တက်တုံညာနှစ်ခုပြီးတဲ့နောက်ပိုင်းမှာဒါပထမဆုံးအောင်ပွဲဖြစ်တယ်လို့ပြောရမယ်ဗျပြောသွားခဲ့တယ်လို့ပဲAA တက်တော်ရဲ့အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကြောင့်သာအခုလို AA စစ်ရေးအောင်မြင်နိုင်ခွင့်ရတာဖြစ်ပါတယ်ဒါကိုအကြမ်းဖက်စစ်တပ်ကိုစန့်ကျင်သူတိုင်းသာဒီလို AA ရဲ့စိတ်ဓာတ်မျိုးသာရှိမယ်ဆိုရင်ဒီຫນွေဦးတော်လိုင်းရေးပြီးဆုံးသွားပြီးစစ်တပ်ကိုဘယ်တော့မှနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့စကားကိုပြောရဲကြတော့မှာမဟုတ်ဘူးလို့တွေးမိပါတယ်ဒီຫນွေဦးတော်လိုင်းရေးဆိုတာဆရာဝန်တွေနဲ့ဂျန်စီလူငယ်တွေသူတို့ရဲ့တရားမျှတမှုလွတ်လပ်မှုကိုအဆုံးရှုံးမခံနိုင်တဲ့တပိတ်ကြောင့်လူကြီးမိဘနိုင်ငံရေးသမားတွေပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်ဒီຫນွေဦးတော်လိုင်းရေးဟာမပြီးဆုံးမချင်းအေးတတ်တော်လိုပဲအနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့တော်လန်နေရမှာဖြစ်ပါတယ်ကဲအခုຫນွေဦးတော်လိုင်းရေးရဲ့လားရရှေ့ရေးကို KNU ဘက်ကအမြင်သဘောထားဘယ်လိုရှိလဲသုံးသက်ချက်ကိုလည်းကြည့်ရှုကြရအောင်ပါခင်ဗျလွန်ခဲ့တဲ့ရက်ပိုင်းမှာပဲ NUG ဝန်ကြီးချုပ်ပုံမှန်ဝန်ခံတာဥဆောင်ပုံမှအထူးထူးစစ်အတွက်ပြင်ဆင်မှုရှိတယ်ဆရာတို့ SCEF အနေနဲ့နောက်ဆုံးဤသူတွေကိုဘာကတိပေးနိုင်မလဲဒါအားမလျော့ဖို့အတွက်ဒါဆက်လက်ပြီးတော့မှဒေါ်လာရင်းနှီးပါဖို့ပါဝင်နိုင်ဖို့အတွက်ဆရာတို့ဂျာနယ်ခေါင်းဆောင်တချို့တွေပြောနေတယ်လို့ဆရာရောဒီ2026တွင်းမှာစစ်ကောင်စီကိုတည်တုံရနှစ်ခုကေတိုးတော့တုံးဟောအဲ့ဒီတဲ့ပူအရှင်ပြင်းအဲ့လောက်နီးပါအရှင်ကောင်းတဲ့ခုခုနဲ့ process ဆင်နွှဲနိုင်ဖို့အတွက်ညှော်လင့်ချက်ရှိလားကတိပေးရနိုင်မလားဆရာအဲ့လိုမျိုးဒီအရှိန်ဟုန်ကြီးမားတဲ့စစ်စီရင်မျိုးပေါ်ပေါက်လာမယ်ဆိုတာ2026ထဲမှာဖြစ်လာမယ်ဆိုတာဒီ2029ထဲမှာဖြစ်လာမယ်ဆိုတာကျွန်တော်တို့ပြောလို့တော့မရဘူးလေပေါ့နော်ဒါကစစ်စီရင်ပိုင်းနဲ့ပတ်သက်တဲ့ဟာတာဝန်ရှိတဲ့လူတွေကသူကဆက်လုပ်သွားမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ SEF မှာတော့ပို့ပြီးတော့သေချာပြောင်းနိုင်တဲ့အပိုင်းကဒီထက်ပို့ပြီးတော့လက်တွေ့ကြတဲ့အပိုင်းတွေကျွန်တော်တို့လှုပ်ဆောင်လာနိုင်မယ်လို့ကျွန်တော်လေးနဲ့ယုံကြည်တယ်အထူးသဖြင့်တန်တမန်စစ်ဆိုင်ရေးပိုင်းမှာအထူးသဖြင့်နိုင်ငံခြားရေးပေါ့နော်အဲ့ဒါတွေကလည်းကျွန်တော်တို့လှုပ်ရှားနေတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံတကာကိုထုတ်ပြောနေတဲ့အနေအထားမှာမရှိသေးတဲ့အနေအထားတော့အများကြီးရှိသေးတာပေါ့ကျွန်တော်တို့လှုပ်ဆောင်နေတာအများကြီးရှိတယ်ထိုနည်း၎င်းပဲကာကွယ်ရေးလုံခြုံရေးစစ်ရေးဘက်မှာလည်းကျွန်တော်တို့လုပ်ရမယ့်အနေအထားကျွန်တော်ချိတ်ဆက်ဘူးပေါင်းလှုပ်ဆောင်ရမယ့်အနေအထားတွေလည်းအများကြီးရှိတယ်ဆိုတော့အဲ့ဒီအပိုင်းတွေကကျွန်တော်တို့ဆက်ပြီးတော့ပြောရမယ်ဆိုတော့ပြီးခဲ့တဲ့၄-၅နှစ်အတွင်းလှုပ်ချင်တယ်လို့လှုပ်လို့မရတဲ့အနေအထားကနေကျွန်တော်တို့ကြော်လွန်လာပြီးတော့စိတ်တန်းကြလှုပ်ဆောင်နေတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့ရောက်လာပြီဆိုတော့ကျွန်တော်တေချာပြောလို့ရဒါပေမဲ့ကျွန်တော်တို့အခုပြောနေတာကတော့2026အတွင်းမှာဒီလိုဖြစ်ရမယ်2029အတွင်းမှာဒီလိုဖြစ်ရမယ်ဆိုတဲ့ဟာတော့ကျွန်တော်ပြောနေတာတော့မဟုတ်ဘူးဒါပေမဲ့ဒီထက်ပိုတော့သိကြတာပြောတာတစ်ခုကတော့ကျွန်တော်တို့အရင်ရှိခဲ့တဲ့အနေအထားစုပွဲမှုကနေပြီးတော့
တော့အခု SCES စုဖွဲ့မှုကတော့အခြားတော့မတူတော့ဘူးဆိုတော့ကျွန်တော်သိချပြောနိုင်တယ်နောက်တစ်ချက်ကကျွန်တော်စောစောပြောသလိုပဲ1988 1990 2000ပတ်ဝန်းကျင်မှာကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ထီးထီးကြိုင်ခဲ့တဲ့ခုခံစစ်အနေထားမျိုးလုံးဝမဟုတ်ဘဲနဲ့အခုကတပြည်လုံးအတိုင်းအတာမှာရှိတဲ့ခုခံစစ်ရောကြုံရင်ကြုံလို့ကျွန်တော်တို့ပြန်ထိုးစစ်ဆင်နိုင်တဲ့အနေထားတွေရှိတယ်ကျွန်တော်မျိုးတွေလည်းပြန်သိမ့်ပတ်နေတဲ့အနေထားတွေရှိနေတဲ့ပုံမှာကျွန်တော်တို့ဒီတက်ပို့ပြီးတော့စိတ်ကြကြစရာဆိုတာကျွန်တော်တို့အတွက်တော့ဘာမှရှိစရာဘူးမရှိတာဆရာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တစ်ဖွဲ့တော့မှမရှိတာကျွန်တော်တို့တစ်ဖွဲ့တည်းရှိနေတဲ့အချိန်တော့တလောက်တောက်ခံနိုင်ဒီလိုကျွန်တော်တို့အညာဒေသမှာရှိတော့ညီကိုတွေတလောက်တော့လောက်နိုင်တယ်ဆိုကျွန်တော်တို့ဒီတက်ပို့ပြီးတော့လောက်ဖို့ပဲရှိတော့တယ်ဆရာအဲဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာတော့ဒါမျိုးကကျွန်တော်တို့အတွက်တကယ်စမ်းသပ်ခံတဲ့အနေအရာတစ်ခုလည်းဖြစ်သလိုကျွန်တော်တို့ရေရှည်ရည်မှန်းချက်နဲ့ကျွန်တော်တို့အောင်ပွဲခံဖို့အတွက်ကျွန်တော်တို့တကယ်အစမ်းသပ်ခံမဲ့အခြေအနေတစ်ခုရောက်လာပြီဆိုတော့ wine နဲ့ပဲလမ်းဆုံးပန်းတဲ့ကိုရောက်ဖို့ဆိုတာမမိုက်မစုံယုံကြည်တယ်အဲ့ဒီယုံကြည်တဲ့အတိုင်းပဲကျွန်တော်ဆက်သွားမှာဖြစ်တယ် အမှန်မှာပဲဒီအချိန်ဟာကျွန်တော်တို့ရဲ့အကြမ်းတမ်းဆုံးသောစံသက်ခံကာလဖြစ်တယ်လို့အားနည်းချက်ဟာကွက်တွင်ကိုအိမ်စာကြည်ညက်အောင်လုပ်ဖို့အချိန်အခါလဲကြာရောက်လာတာအမှန်ပါပဲကဲနောက်ဆုံးအနေနဲ့ဒီຫນွေဦးတော်လိုင်းရေအကြဖက်ရောက်နေတာလားဆရာတော်ထံကနေသုံးသက်ချက်ကိုကြည့်ရှုနားထောင်ကြအောင်ပါခင်ဗျ အလုံးဘလောက်ပဲများများပါတကယ်စကားပြောချင်ပြောလို့ရပါတယ်ကျွန်တော်တက်မဲ့မပြောတာဘာဖြစ်လို့မပြောတတ်လဲဆိုတာလေဒီချင်းမစကားပြောနေဘာကျုံမှမရှိဘူးဒီချင်းမလာရပါတော့တည်မလားရှောက်ဟိုပြောဒီပြောမင်းပြင်းတဲ့ခြားစီပဲအခု Facebook ပေါ်မှာရှောက်ပြောနေတဲ့ဟာတွေမင်းပြင်းရဲ့အဖြစ်ပြနေဘာမှမဆိုင်အခု Facebook ပေါ်မှာလောလောဆယ်ဆယ် post တင်နေတဲ့ဟာတွေမင်းပြင်းနဲ့ဘာမှမဆိုင်ခြားစီတကယ်ကိုတခြားစီပဲဆိုတော့အကုန်လုံးပါသွားတယ်လေကျွန်တော်နောင်ချိုတို့လာရှိုးတို့ပြန်ပါသွားတယ်မဟုတ်ဘူးနဲ့အကုန်ပါအောင်ပါအကုန်ပေးရလိမ့်မယ်အဲ့လိုပဲမအဲ့စစ်ခုမှပလောင်နဲ့ MD နဲ့ပေါင်းပြီးတင်းတဲ့နေရာတွေကမလဲတိုင်းပြန်ပေးလိုက်ရတာအဆန်းတော့မဟုတ်ဘူးသူဆရာတွေဖြစ်တဲ့ပလောင်တွေပြန်ပေးရပါအကုန်လုံးပြန်ပေးနေရတယ်ဗောနော်ဆိုတော့ဒါတော့ထားလိုက်တော့တပိုင်းဆိုတော့ကျွန်တော်တို့လက်နဲ့ကြိုက်တော်လာရေးလောက်လာတဲ့အချိန်မှာကျွန်တော်တို့လူဦးတော်လာရေးကအကြဖက်ကိုရောက်သွားတယ်ရှုံးတယ်လို့လူတွေကပြောလေပြောထားရှိတယ်ဆိုတော့ဘာကိုကြည့်ပြီးပြောတာလဲဆိုတဲ့ဟာကိုကျွန်တော်နားမလဲဘူးနတမောနားမလဲဘူးကျွန်တော်နားလေတဲ့လူဦးတော်လာရေးကအကြဖက်ကိုမရောက်ဘူးမရှုံးဘူးကျွန်တော်တို့စင်ပင်ကျွဲတော့ဗောနော်ဆိုတော့လူဦးတော်လာရေးကရှုံးနေတယ်လို့ကျွန်တော်လုံးဝမခံယူဘူးဆိုတော့သူ့ရဲ့လူဦးတော်လာရေးစခဲ့တဲ့နေရာလေးကကျွန်တော်တို့မြောက်ပိုင်းနဲ့ကချင်ပြည်နယ်နဲ့တောင်ပိုင်းခဲညူဒေတာဖြစ်တယ်ဆိုတော့လူဦးလက်နဲ့ကြိုင်လူဦးတော်လာရေးလက်နဲ့ကြိုင်တော်လာရေးစခဲ့တဲ့နေရာလေးကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာဖြစ်တယ်နော်စကိုင်းတိုင်းအခုနောက်ပိုင်းလက်နဲ့ကြိုင်တော်လာအကြီးကြီးလုပ်ခဲ့တာစကိုင်းတိုင်းမှာမဟုတ်စကိုင်းတိုင်းမှာနောက်မှပြန်ဝင်လာတယ်မန္တလေးတိုင်းဒီလေ30ခုမှဝင်လာတကယ်လူဦးတော်လာရေးကိုစစ်ပုံတကြနိုင်ငံရေးရေမှန်းချက်စစ်ရေးရေမှန်းချက်နဲ့တကယ်စခဲ့တဲ့နေရာဒီကရင်ပြည်နယ် KNU နဲ့ KNU နေမှာဖြစ်တယ်ဆိုတော့ KN ကျွန်တော်တို့လက်နဲ့ကြိုင်တော်လာရေးကိုတကယ်ကိုခြေကုပ်ယူပြီးစားခဲ့တယ်ကျွန်တော်တို့ကရင်နေမယ်ဖြစ်တယ် KNU နေမယ်မှာလူဦးတော်လာရေးကဆုံးရှုံးမသွားဘူးအဲ့ဒီ KNU နေမယ်မှာရှိတဲ့ကျွန်တော်တို့PDF တွေကျွန်တော်တို့တော်လိုင်းရဲ့ဘက်တော်သားတွေကျွန်တော်တို့ရဲ့လူငယ်တွေရဲ့အခြေအနေကအရင်လိုမျိုးဤဘောလုံးများတာမဟုတ်မယ်ပူပြီးချစ်လက်လာတာတွေ့ရတယ်ရေမှန်းချက်ပူပြီးခိုင်မာလာတာတွေ့ရတယ်ပူပြီးစစ်စစ်ကြလာတယ်စစ်ပုံကြလာတာတွေ့ရတယ်ကျွန်တော်တို့ထင်သာမင်းသားတစ်ခုပြောမယ်ဆိုရင်ကျွန်တော်တို့ BPL ရေဟုတ်မလား BPL ရေဒီဆိုးရိုးတော့တာမရှိဘူးဒီချင်းတစ်ခါကတမဟာငါရဲ့နေရာမှာပဲကုတ်ကတ်နေတဲ့ BPL ရဲ့ဒီချိန်မှာထင်သာမင်းသားတို့ပေါ်ထွက်လာတယ်တွေ့ရတယ်ဒါဒီကျွန်တော်နေဦးတော်လိုင်းရဲ့အဒီအပွင့်တွေဖြစ်တယ်ပြီးမှကျွန်တော်တို့ KNU ကျွန်တော်တို့ KNLA နဲ့အတူတူရှိနေတယ်ကျွန်တော်တို့ PDF တွေစစ်ရေပူဝလာတယ်မဟာဗျူဟာပူကြလာတယ်တော်လိုင်းရဲ့လက်နက်ကိုင်တဲ့လမ်းစဉ်ပူပြီးစစ်စစ်ကြကြလောက်လာတာတွေ့ရတယ်သူတို့ရဲ့နိုင်ငံရဲ့ခံယူချက်ကပူပြီးခိုင်မာလာတာတွေ့ရတယ်ဟိုကတချို့အရပြောပါဘောနော်မြောက်ဒီနဲ့ကိုကရစ်တို့ဖာနိုရန်ကုန်လမ်းပွင့်နော်ဒါလမ်းပွင့်တာမပွင့်စေချင်လည်းရတယ်ပဲပွင့်လမ်းမပွင့်တော့လည်းပြည်သူလူထုဒုက္ခရောက်တာကွာကုံရောင်းကုံဝယ်အစီအမံပြေတော့စားဖို့နေကျင်းကြတယ်တော့လမ်းပွင့်ပဲလဲတော့ဒီစစ်တပ်ကဒီမြို့မှာပဲရှိတယ်ဟုတ်လားဆိုတော့ဒီမြောက်ဒီကနေကော့ကရစ်သွားတယ်ဒီလမ်းမကြီးရှိမယ်သူတို့စခန်းတာပဲရှိမယ်
ဆိုတော့ဒီနေရာတွေတခါယူထားပြီးသားလေမလားသူတို့ဘယ်လိုဆုံးဖြတ်ကြမလဲဆိုတော့စောင့်ကြည့်ကြတော့ဟုတ်လားအဲ့လိုပဲကျွန်တော်စကိုင်းတဲ့အကြောင်းတော့တိတော့မပြောချင်ဘူးဒါပေမဲ့ကျွန်တော်ကချင်ပြည်နယ်ကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော် PDF တွေနဲ့ KIA နဲ့အတူရှိတာဟောမြောက်ပိုင်းရေခဲတောင်သားတွေအတူရှိတယ်ဆိုတော့တချို့တပ်ပေါ်တပ်ပေးတယ်တပ်ပါတီကျွန်တော်ရှော့ပြောနေ KIA ကဟောလူရင်အားနေလို့စစ်ရင်အားနေလို့လူရင်အားနေလို့နေပါတယ်ဆိုရင်ရှော့ပြောတာအဟုတ်မှနေတာဆိုတော့ KIA ရဲ့ထင်းချုနေတာရမ်းကျတာပြည်တယ်မြန်မာနိုင်ငံမှာစကိုင်းတိုင်းရှမ်းပြည်ပြီးအခြေဆုံးဖြစ်တယ်အခြေဆုံးဖြစ်တဲ့အချိန်မှာကျွန်တော်ရှမ်းပြည်ပြီးအကြီးဆုံးလားဆိုတော့ရှမ်းမြောက်ပေါ့ဥမာကျွန်တော်ပလောင်ထင်းချုနေတာကူကန်ရှိမယ်ရှမ်းမြောက်မှာ SPK အဲ့ဒီလာရှုကွေဆိုတာကချင်ပြည်ရဲ့တုံးပုံတပုံတော်မရှိဘူးပြောချင်တာပလောင်တို့ကူကန်တို့တို့ဝါနေနေရဆိုတကယ်ကိုတိတိလေးဆိုတော့အဲ့ဒီပလောင်ရဲ့ကူကန်ရဲ့ဝါရဲ့တို့ထင်းချုတဲ့ data အထက်9ဆလောက်ကျတယ်ရှမ်းမြောက်ထိပါဘူးKIA ကဝင်ရောက်ပြီးမှထင်းချုနေတယ်ဟိုကျွန်တော် PDF တွေနဲ့အညာတိစီးနေဆိုတော့ဒီကျွန်တော်ကချင်တွေရဲ့လူဦးရေကကီနီပြီးဒုတိယလူဦးရေအနည်းဆုံးတယ်ဆိုတော့မြန်မာတနိုင်ငံလို့ဖြန့်ကျက်ပြီးမှသူကထိချုပ်ဖို့ဆိုမလို့မကွေးလဲရောက်တယ်စကိုင်းလဲဟိုချင်းတောင်မှာရောက်တယ်လေတော်ပြီပေါ့ဒါတော့တွားနိုင်ခြေဆန့်နိုင်ဆိုတော့ဒီစစ်တာလဲ KIA ကိုအမိပြတ်တိုက်ဆိုတဲ့လေတံကိုမဟာစဉ်းစားပေါ့ဆိုတော့ KIA နဲ့ဘယ်လိုငင်းချရေးဆွေးနွေးမလဲဆိုတာပဲသူစဉ်းစားတယ်ဆိုတော့ KIA ကိုကင်နိုင်ရင်သူငင်းချရေးဆွေးနွေးနိုင်ရင်ပွဲပြက်လိမ့်မယ်လို့သူမြင်တာထင်တယ်ဆိုတော့ကျွန်တော်တို့ဒီမြောက်ပိုင်းဖက်မှာပေါ့ကျွန်တော်တို့ PDF တွေဒီ2020အာဏာသိမ်းတဲ့နောက်ပိုင်းမှာစုပ်ယုပ်သွားဆိုမရှိဘူးနေမီဒေတာတော်များများကိုပြန်လည်ပြီးမှထိန်းချုပ်ထားတယ်ပို့ပြီးမှစစ်ပောင်ကျေလာတယ်စစ်ပောင်ကျေလာတယ်စစ်ပောင်လည်းပူကျေလာတယ်တခါတလေကြတော့အရင်စစ်ပောင်ကကြီးပြီးမှအရင်ကြီးပြီးမှချုံနေတဲ့အချိန်မှာစစ်ပောင်ကိုကြေးအောင်ချစ်ပလဲကျွန်တော်တို့ဘောလုံးရဲ့သဘောတရားမှာတခါတလေကျွန်တော်တို့အရင်တနေရာမှာတိုက်စစ်အရင်စီပြီးမှတနေရာပဲချက်နေတဲ့အချိန်မှာဘောလုံးကိုဟိုးနောက်တန်းကူသမားကိုပေးပလဲရတဲ့အချိန်လေးတွေရှိတယ်ကူသမားကိုပေးလိုက်တဲ့အချိန်မှာရန်သူကိုကူသွေးမဲ့လို့ဟိုကူသမားနာအထိရောက်သွားတယ်ကူသမားနာအထိရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ဖတ်စင်ပြန်ပေးဘောလုံးကိုပြန်ကြိုက်ကစားပြီးအလေတန်းတခါလေရှေ့တန်းပြန်ပို့ပြီးလူကိုဖြန့်ထုတ်လိုက်ပြီးမှပြန်ကစားရတဲ့အချိန်လေးတွေရှိတယ်ဆိုတော့ကျွန်တော်တို့တော့လူဖြစ်တဲ့တော့ကျွန်တော်တို့ကတခါလေးပေါ့နော်တည်မလားတိုင်းနဲ့ကျွန်တော်တို့ကတင်းချသွားတာကိုလူချင်းကြတယ်တဘာဝလေးကြပါတယ်ဖြစ်တယ်ပါတယ်အဲ့လိုမျိုးနော်တိုးတော်ညာလဲအခုကျွန်တော်ဖွင့်ပြခဲ့တဲ့ဗီဒီယိုဖိုင်တိုင်းဟာစိတ်ဓာတ်ကျအားငယ်နေဖို့တဲ့ပြင်ဆင်တင်တာပြင်မယ်အတူယူတင်တာအတူယူကြမယ်လက်သွဲစီးလုံးတင်တာလက်သွဲပြီးတော့တစ်တုံညနဲ့ခွန်တတရလိုင်းပြန်လဲအသက်ဝင်ဖို့လမ်းကြောင်းအခိုင်အမာရှိတာကိုတတိထားမိပါနောက်ဆုံးပိတ်အနေနဲ့ဝမ်းသာစရာစစ်ရေးသတင်းကောင်းတချို့ရှိတယ်ဒီအကြောင်းကိုတာဝန်ရှိတဲ့သူတွေကသတင်းဖုံးဖိထားပေမဲ့မီဒီယာတချို့မှာသတင်းပေးလှုပ်လာတာကိုလည်းဝမ်းနည်းစရာတွေ့လာရပါတယ်အမှန်တကယ်တော့သတင်းမီဒီယာထက်မှာမဖော်ပြပေမဲ့အကြမ်းဖက်စစ်သားတွေမိဩဇာအထက်လိုက်အပုံလိုက်ဖြစ်နေတဲ့မြေပြင်သတင်းတွေလိုင်းပေါ်တက်မလာလို့တာပြည်သူတွေအားငယ်နေတာပါဒါပေမဲ့အခုက6နှစ်သာရှိသွားပါပြီကျွန်တော်တို့ကခြေတန်းလုံးနဲ့အလုပ်လုပ်ကြရမယ့်အချိန်အခါဖြစ်ပါကြောင်းလက်သူသတင်းစကားပါချင်ပါတယ်တော်လန်ပြည်သူများကိုစိတ်နှပြကျမ်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာ